အဲ့တော့ဗာလေအဲ့ဟိုဘက်ကကြွားမီးလောင်နေပြီကျမတို့ကဲ့ရက်ပေါ့တရားသေးစုနဲ့ရွှေပြားနဲ့ကဲ့ရက်ကဲ့ရက်အဲ့ဒီရောမိတ်လောင်နေတော့အဲ့ဒါလုံထိန်နေတာဟိုဘက်မှာအိမ်တွေလေသူတို့ပါလာတဲ့ဟိုပေါတူးတွေပေါက်စင်နေနဲ့ပေါ့ဖြိုးနေပြီဖြိုးပြက်တယ်အဲ့တော့ဟိုလက်ရှိအဲ့ဒီမှာဟိုဖြတ်တဲ့ခါကျတော့ဟိုလက်ရှိရဲပါပါတယ်ပေါ့ပါတယ်လုံထိန်တွေပါတယ်အများကြီးပဲဒိုင်းကတွေတောင်ပါတယ်သူတို့ရှိမှာရှမကြဘမတောင်းဝင်ယူလည်းမသိဘူးကျမအထက်က3ကျမအထက်က3 April မှာအငိမ့်စားတင်တယ်အခုတင်ထားတယ်ပေါ့တင်ထားတယ်အခုဇူလိုင်မှာအငိမ့်စားကြပြီအဲ့တော့ထုံလို့မရဘူးဒါမှရောက်နေပတ်စံApril ကရောက်နေရတယ်လားခက်လို့မရတယ်လက်ရှိတော့ဗာနိုင်ငံသားကကင်ထားတာပေါ့နော်ကမန်ပေါ့ကမန်ဟုတ်ကဲ့ဟိုအဲ့တော့အဲ့ရနေပြီးတော့ရေထဲကိုသူတို့ဆရာမတို့ဆင်းခိုင်းတယ်အတင်းဆင်းခိုင်းတယ်ဆင်းခိုင်းတော့ကျမတို့ရေကဒီလောက်ကျမတို့ရေဒီကိုလည်းမဆင်းဘူးဆိုတော့တစ်ခါမှမဆင်းဘူးလေအဲ့ဒီကဟိုလေလေးတစ်စီးကိုမှားပြီးတော့လေကလေးနဲ့မြစ်လေကိုသွားတယ်မြစ်လေမှာဆက်လေရှိအဲ့ဒီဆက်လေကိုတိတ်ခိုင်းတယ်သွားတယ်အဲ့ဒီဆက်လေတောင်ကျမတို့သွားတယ်ဆက်လေတောင်အပြက်နောက်နှစ်စီးကတော့ဆွေးရသေးတာကျမတို့ဆက်လေကိုအဲ့ဒီကတေးဆိုရင်တေးရမှာပဲအဲ့ဒီနေကဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမှာကြားတာပေါ့နော်အဲ့ဒီမှာဟိုပေါ့ဒီကလားတွေကမီးရှို့ပြီးတော့ကိုယ့်ရင်ကိုမီးရှို့ပြီးလေတွေနဲ့ဖတ်သွားတယ်အဲ့ဒါဆိုတော့အဲ့ဒါကလည်းလုတ်တာလုတ်ကျန်တာအဲ့ဒါတွေကရှုတလီကြတော့လေသူတို့မှလည်းအဲ့လိုမော်ရမီအဝတ်စားတွေဝတ်ပြီးတော့ပါတယ်ပလီတစ်ဝင်တာပလီတစ်ဝင်တာကူတာဝဲပြီးတော့လေသူတို့ဝတ်လာတာဒါဆိုဘင်္ဂါလီတခြားဘာသာကိုယ်ွယ်တဲ့ဘင်္ဂါလီပေါ့မဟုတ်ဘူးဗုဒ္ဓဘာသာတွေလေဟုတ်လားသူတို့ဝတ်လာတာသူတို့တော့ဝဲပြီးတော့ဝင်တာသူတို့ဝတ်လာပြီးတော့ပလီဒီပါတွေကိုမင်းရှိုးတယ်အကုန်လုံးကိုဖြတ်တယ်သူတို့ရှိုးတာအဲ့ဆိုတော့သူတို့အဲ့ဒီဝတ်စားဆိုတော့ဘင်္ဂါလီလို့ပြောတာပေါ့အဲ့လိုမျိုးလုတ်ချန်တာလဲကိုယ့်ကိုဘယ်လိုလုပ်မင်းချိုးမှလဲအန်ကေရဲ့ဟုတ်ပြီအဲ့လေရနေပြီးတော့ပဲသွားရလဲဟိုပေါက်တော့နဲ့အနောက်ရွေးဆိုတာအဲ့ဒီရောကိုရောက်သွားတာအချိန်ကြီးကတော့တော်ဆိုးတာပဲနော်ဟိုဆိုးတာအဲ့ဒီအနားရုပ်ရောက်ညဘက်ကြီးပေါ့ရေထဲကိုဆင်းတာရေနေတနာကြီးကြော်ပြီတနာကြီးခွေးလောက်ရှိမှာဟုတ်ကဲ့ဘလူးထဲကိုပြေးမလို့ရေထဲဆင်းလို့ကျမတို့1 time မှာကျွန်တော်မျိုးဘတ်တက်ပြအားဆိုတာမပေးဘူးတက်ခွင့်မပေးဘူးအဲ့ဒီကနေပြီးတော့လှေပေါ်တက်ပြီးတော့မြစ်လေမှာခါဆက်လေရှိတယ်ငါဖတ်ဆက်လေတယ်ပေါ့သူတို့က line ကားတွေလုံးနေတော့လေဆက်လေကဒီဘက်ဝင်လို့မရဘူးတစ်ဖက်ကအနေနဲ့ပေါ့နေမြစ်လေတော့ရောက်မှအဲ့ဒီမှာဆက်လေပေါ်ကိုတက်ပြီးတော့အဲ့ဒီဘက်တစ်ဖက်ကန်းကိုပောက်တော့နေမှာတစ်ဖက်ကန်းအနောက်ကြီးအဲ့ဒီရောက်သွားအဲ့ဒီမှာတလားကြော်ကြာခဲ့တယ်တလားနဲ့3ရက်73ရက်တလားနဲ့3ရက်တလားနဲ့3ရက်3ရက်ဟုတ်ကဲ့အဲ့ကနေပြီးတော့မှရိတ်ခါတွေပြက်လာတာပေါ့အင်္ဂလိပ်ရိတ်ခါတွေပြက်လာတော့လူတွေကမနေတော့ဘူးလေအဲ့ဒါ9ရက်နေ့ကအဲ့ဒီတက္ကသိုလ်ကဂတိကဆက်လက်စစ်9စီးနဲ့ပေါ့တွားမယ်ဆိုပြီးဘိုးကြီးစီမှာတော့ခွင်းတောင်းတယ်အဲကျမကမေးတယ်ဘိုးကြီးဒီဆက်လက်စစ်9စီးကလူဘယ်လောက်လဲဆို800ကျော်ရှိမယ်လေဆရာမလဲအဲ့လိုဆိုဂတိကလေးပါမလားသူလေးပါမယ်စရင်ပေးလာတယ်ပေါ့အဲ့ကျမကမေးတော့ဒီကခေါ်တာလားမဟုတ်ဘူးနဲ့ဘူကြီးတို့စီကပိုးတာလားဒီမှာလဲကျွန်တော်တို့စီကလည်းမပို့ဘူးဒီကလည်းမခေါ်ဘူးလက်ရိတ်ခပြက်တော့သူတို့မနေနိုင်တော့သွားကြတာမစားရလို့အဲ့စစ်ခုနှစ်စီးမှာအဲ့လေတစ်စီးမှာလူက54ဦးပါတယ်အဲ့ဘူကြီးကျမတို့မတော့ဘူးလို့ကျမတို့ကိုလုံခြုံမှုတောင်းဝင်ပေးနိုင်မလားဘူကြီးလို့ကျမတို့အဒီရှင်မတော့ရဘူးလို့အဲ့ဒီနေရာကအရန်ဆိုးတယ်ဆိုတော့လေဘူကြီးကမွတ်စလင်နဲ့ရခိုင်နဲ့မငင်းချက်တဲ့ကျွန်တော်တို့ဒီမှာလုံခြုံမှုပေးမှာပါဆရာမတို့မတော်စေရှင်မွေးလို့ဆိုရယ်အဲ့ဒါရိတ်ခပြတဲ့လူတွေမနေတော့ဘူးကျမတို့ဘယ်လိုလုပ်နေမှာလဲအဲ့တော့ဆရာမဥဆောင်ပြီးတော့နောက်ပါတယ်ပေါ့လူတွေပေါ့စစ်ခုနှစ်စီးနဲ့သူတို့လာတာအဲ့လေတစ်စီးမှာ54ဦးပါတယ်54ဦးမှာ40ကျော်ဆုံးတယ်သူတို့မိသားစုကဂတိကမိသားစုကစစ်တူဆုံးတာပါဘာကြောင့်ဆုံးတာလဲလေနှစ်တာလေဒီအဝင်းမှာဒီတေးချောင်းအဝင်းမှာလေနှစ်တာဇလက်54ဦးမှာအကုန်လုံးနှစ်တာအဲ့ဒါနည်းနည်းလူ10ဦးလောက်ဆေလို့ရလာတယ်10ဦးလောက်အရှင်ရတာပေါ့ကျန်တယ်40ကျော်အကုန်ဆုံးတာကတိကမင်းသားစုဆိုလို့ရှိရင်စစ်တူဦးပေါ့စစ်တူဦးပါတယ်သူတို့မှာပါတာကစစ်တူဦးပါတယ်စစ်တူဦးတည်
တရားဝိရှက် တရားဝိရှင်တာမောင်လေးမိန်းမတယောက်ရှင်တာအဲ့ဒီကတိကရဲ့ရှင်တာပေါ့ သူ့မောင်လေးဒီမှာတယောက်ရှိသေးတယ် မင်းညတွေ့တာပဲဆရာမဘာဖြစ်တာ နှလုံးကျမက ဟိုရန်ကုန်ပြန်မှုအစီအစဉ်ရောရှိလားမသိ ရှိရဲ့စေခံပြားမှာကျမဇလိုင်ဆင်းရှင်းကနေရှင်း အဲ့ ကြ တော့ တာ ဟိုလက်ရှိကဟိုလက်ရှိဟိုစုံစမ်းကြည့်တော့ဘယ်လိုအနေထားရှိလဲ လုံချိုရေးမပေးနိုင်လို့ မပြန်ဘူး မပြန်ရဘူး